ဒီနေရာတော့တောင်ရထားတာပေါ့နော်ဒီမှာခဏန်းရှိမလားလို့လာနှိုက်ကြည့်ရပုတ်ကလည်းပြောက်သွားပြီဟာဒီကောင်တော့ရှိဘူးလို့ခဏမရှိဘူးမိပါပြီဒီမှာခဏဘုံလို့ပဲရမလဲဒီမှာခဏတော့ရှယ်ပဲဒါမှလည်းတော့တေးရပါတော့โอเค